ကိုရီးယားကိုကြောင်းနဲ့လာရင်ဘာငွေယူခဲ့ရမလဲသိသိဆွေးနွေးမယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီကိုရီးယားကိုကြောင်းနဲ့လာမှာဆိုရှင်ဒီကျွန်တော်တို့ဒေါ်လာလားဝမ်လားကျပ်ငွေလားဘာယူခဲ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးခြင်းတယ်ပေါ့နော်โอเคပထမဆုံးကတော့ကျွန်တော်တို့ဒီမြန်မာကျပ်ငွေပေါ့နော်မြန်မာကျပ်ငွေကတော့လုံးဝပေါ့နော်ဒီမှာကကျတော့မြန်မာကျပ်ငွေလဲလို့အဆင်မပြေပါဘူးယူလို့လည်းမရပါဘူးတနည်းရရှိရပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာအဲ့လိုမျိုးចောင်းသားတွေတော့မဟုတ်အဲ့လိုစားပဲလုပ်ပြီးနေသူရှိရအဲ့လိုမျိုးမှာပေါ့မြန်မာကျပ်ငွေမှာယူခဲ့မယ်ဆိုရင်ကျွန်တော် mobile banking တော့မဟုတ် KB တွေထဲမှာထိပ်ပေးပြီးယူလာခဲ့မယ်ဆိုရှင်ဥပမာကိုကလိုတဲ့အခါမှာအဲ့လိုပုံစံမျိုးလဲမယ်ဆိုရင်တော့ရတယ်ပေါ့နော်ဒါကထားပါထားမြန်မာကျပ်ငွေပေါ့နော်လဲလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့လုံးဝအားမပေးဘူးပေါ့နော်အဲ့တော့အကယ်ယူခဲ့မယ်ဆိုလို့ရှိရင်တော့မှဒီပတ်စံငွေသားတွေမဟုတ်ဘဲပဲကျွန်တော်တို့ mobile banking တော့မဟုတ် KB ထဲမှာအဲ့လိုပုံစံ mobile banking နဲ့ KB ချိတ်ထားတဲ့ပုံစံမျိုးကိုပဲဒါယူခဲ့ဆိုရှင်တော့ဒါအဆင်ပြေနိုင်ခြေရှိပါတော့ဒါနံပါတ်1ဒါကျပ်ငွေကိုယူခဲ့မယ်ဆိုရှင်မှာတော့ဒါပေမဲ့ကျွန်တော်အနေနဲ့လုံးဝအားမပေးပါဘူးနံပါတ်2ကကျွန်တော်ဗာလဲဆိုလို့ရှိရင်တော့1ပေါ့နော်ဒါဘောတော့ဆိုပါတယ်မြန်မာပြည်မှာဆိုရင်ကျွန်တော်က1ကပါလို့ဆိုရင်မြန်မာပြည်မှာလဲမယ်ဆိုရင်ကျွန်တော်တို့ကဒါရှုံးနိုင်တယ်ပေါ့နော်ရှုံးနိုင်ရပါဆိုငွေကြေး exchange rate ကမတူပါဘူးဝယ်မယ်ဆိုရင်လည်းပေါ့နော်ဘာလဲဆိုလို့ရှိရင်ဒီမြန်မာပြည်ကနေပြီးတော့ဒီကျွန်တော်တို့လာမယ်ဆိုရင်1အနေနဲ့ဆိုရင်ကျွန်တော်3သိန်းသို့မဟုတ်3သိန်းခွဲလောက်ပဲဒါရှူလာတဲ့တယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်ရောက်ခါတာမှဆိုရင်ကျွန်တော်ကားတွေလိုအပ်တဲ့ဒီကျွန်တော်တို့တကူကြီးအသုံးပစ္စည်းတွေဝယ်ဖို့အတွက်ဒါ3သိန်းခွဲလောက်ဆိုရင်ကျွန်တော်တို့ဒါလုံလောက်တယ်ပေါ့နော်โอเคနောက်ကဒေါ်လာပေါ့နော်ဒေါ်လာဒါဒီကျွန်တော်တို့ကျပ်ငွေရဝမ်ရဒေါ်လာမှာဆိုရင်ကျွန်တော်အနေနဲ့ဒါလောက အကြံပြုဆုံးကတော့ဒေါ်လာကိုပဲယူခဲ့ဖို့ဒါအကြံပေးရပါတော့ဘာလို့ဆိုရှင်ကျွန်တော်ဒီမှာဒေါ်လာဆိုလို့ရှိရင်ကျွန်တော်ဒါဘန်တွေတခြားဒီ exchange counter တွေမှာဆိုလို့ရှိရင်လဲလို့ရရပါတော့အဲ့တော့ကျွန်တော်တစ်ချက်ရှိရပါတော့ကျွန်တော်ကအမှဒေါ်လာအနေနဲ့ဆိုရှင်ဒေါ်လာ1000ထက်1000အတွင်းမဲ့ယူလို့အဆင်ပြေပါတော့1000ထက်ကျော်မယ်ဆိုရင်တော့ဒီ custom เนาะဒီလေစိတ်တွေမှာရှိတဲ့ custom ခွင့်ထားတာတွေမှာကျွန်တော်အကြောင်းကြားရတာမျိုးတွေရှိရပါတော့။ Okay 1000အတွင်းဆိုတော့ပြဿနာမရှိဘူးဒါပေမဲ့1000ထက်ဆိုလို့ရှိရင်တော့အကြောင်းကြားရတာမျိုးတွေရှိရ။အဲဒါကြတော့ကိုကနောက်တစ်ချက်အကြံပေးချင်တာပါလဲဆိုလို့ရှိရင်ဒီကျွန်တော်မြန်မာပြည်ကနေဒါအခုလက်ရှိပါတော့ဒီအကြောင်းနဲ့လာမဲ့သူတွေဆိုရင်ကျွန်တော်အကြံပေးချင်တာတစ်ခုရှိအာ Visa Mastercard တွေလောက်ခဲ့ဖို့ပေါ့နော်။အဲ့ဒါဘာလဲဆိုရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဆိုရှင် Visa Mastercard ဒါအရင်ကတည်းကကို cash ရှိရတူဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ရောက်ခါတာမှာဆိုရင်ကျွန်တော်ကတချို့ပစ္စည်းတွေကျွန်တော်သွားလည်းမသွားတတ်ဘူးလားလည်းမလာတတ်ဘူးလေအဲ့တော့ online ကဝယ်ရတာရှိပါတော့အခုဒီကျွန်တော်ဒါ Instagram မှာပြထားတဲ့ဒါ Cofan ဆိုတဲ့ application နဲ့မှာဆိုကျွန်တော်တို့ကဒါ online နေမှာပြီးဝယ်လို့ရတယ်ဥပမာကိုကရောက်ချင်းကျွန်တော်ကိုရီးယားဘဏ်ကလည်းမရှိဘူးဘာလည်းမရှိဘူးဆိုရှင်မှားတာအဆင်မပြေဘူးလေအဲ့ဒါမှမဟုတ်ဘူးပေါ့မြန်မာ Visa Mastercard တွေပါခဲ့မယ်ဆိုရှင်တော့ကျွန်တော်ဝယ်လို့ရတယ်ပေါ့ကျွန်တော်ကစောင်းတွေခေါင်းတွေတခြားကျွန်တော်လိုအပ်တဲ့ဒီအသုံးဆောင်ပစ္စည်းပေါ့နော်အဲ့တော့ဒီVisa Mastercard လေးလည်းလောက်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့အများကြီးအဆင်ပြေနိုင်ပါတယ်လို့နော်အဓိကတော့ကျွန်တော်ပမာဏအများကြီးဒါမှကျွန်တော်တို့ဒီ3လစာနဲ့6လစာအထိယူခဲ့မယ်ဆိုလို့ရှင်တော့ဒါဒေါ်လာဝယ်ပဲယူခဲ့ပါပေါ့နော်အဓိက1အနေနဲ့ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီရောက်ချင်းကျွန်တော်သုံးဖို့အတွက်ပေါ့နော်3သိန်းခွဲဆိုရင်တော့လုံလောက်ပါတယ်လို့နော် Okay တက်အနေနဲ့ယူခဲ့မယ်ဆိုလို့ရှင်တော့ကျွန်တော် KB တို့မဟုတ် mobile banking နဲ့ချိန်ထားတဲ့ဟာကိုပဲဒါအဲ့လိုမျိုးယူမှလာအဆင်ပြေမှာပေါ့နော်ဒီမှာလဲပေးတဲ့သူတွေကျွန်တော်တို့ဒါမြန်မာတွေအဲ့လိုပုံမျိုးတွေရှိရဆိုရင်ကျွန်တော်အနေနဲ့လုံးဝမပေးပါဘူးနော် Okay နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်bye bye